wow မိုက်လိုက်တာရောင်စုံမီးလိုက်ရှိုးလေးမမဝိုင်ကအခုစင်ကာပူနိုင်ငံရဲ့အထင်ကရဖြစ်တဲ့ Garden by the Bay ကိုသွားနေရပါအဲ့မှာဘလို့စိတ်ဝင်စားစရာရှိုးပွဲလေးရှိလဲဆိုတာလိုက်ကြည့်ပေးနော် Musical treats. Tonight we present Garden Waltz. So pick a spot, grab your cameras and enjoy. ကဲလိုက်ရှိုးလေးစပြနေပြီနော်တဲအောင်လေးတို့ရေဒီလိုက်ရှိုးလေးကညတိုင်း8:45နေပြီးတော့9:00ထိပြတယ် free show လေးပါအဲ့တပင်ကြီးတွေကအေပတကားတွေကတပင်ကြီးကိုလောက်ထားတာအဲ့တပင်တွေကို super tree groove လို့ခေါ်တယ်ဒီလောက်မှလေးတွေအလိုက် list လိုက်လေးတွေကိုကစားပြသွားတာအရန်လာတာပဲတကယ်ကိုရင်သက်ရှူမောပွဲပဲเนาะတဲအောင်လေးတွေရှိုးပွဲလေးရတော့ပြီးသွားပါပြီမမဝိုင်ရဲ့ vlog လေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးပါနော်တဲတုံးလေးတို့ရေနောက် vlog တွေမှာလည်းပြန်လည်ဆုံးတွေ့ကြမယ်နော်တတား